မြန်မာနိုင်ငံထဲမှာပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ပွဲလန်တုံဖြာဝင်ခင်းတဲ့တရုတ်တွေပဲဖြစ်ပါတယ်တရုတ်နယ်စပ်ချင်းရွှေဟော်မှာရခိုင်နယ်စပ်နေရာနယ်နမိတ်ကနေရှေ့တူပြီးခတ်လာတဲ့တရုတ်တွေရဲ့လောက်ရပဲဖြစ်ပါတယ်မြန်မာမြေပုံကတော့တနေ့တခြားပြုံလုံးလိုလုံးမပါပြီးတော့ပျောက်ကွယ်နေဖြစ်ပါတယ်တရုတ်တွေကျူးကျော်ပြီးတော့ဘလူတွေလောက်ထားလဲသိအောင်လို့အကိုတယောက်ပြောပြထားတာလေးကိုဗီဒီယိုလေးဆွအောင်သေချာနားထောင်ကြည့်လိုက်အောင်ဗျာဟုတ်မှာကြည့်နော်ဟိုမှာအရင်တော့ရှန်စီယိုဟောင်းဒီမှာတရုတ်ကဒီဘက်ကိုတိုးလာတဲ့ရှန်စီယိုအစ်စ်မင်းတို့ကြည့်တရုတ်ပြည်ကိုအလောက်သွားလို့တဲ့လူတွေအစင်ပြေတယ်ချောင်းလေတယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့သူများနိုင်ငံကဘလောက်လူပေါင်းသွားလဲဆိုတော့မင်းတို့ကြည့်နော်ဟိုအချင်းချင်းတော့မင်းတို့ဟို73မြင်းဆောင်တွေ9မြင်းဆောင်တွေ10မြင်းဆောင်တွေမင်းတို့6ပြောနေဒီကိုကြည့်ငါတို့ဘလို့ကျူးကျော်ခံရလဲဆိုတာမင်းတို့ကြည့်နော်ချင်းချင်းမှသွေးမစင်းရင်ငါတို့နိုင်ငံဘာမှအိပ်ပဲရှိမှာမဟုတ်နားလေလားမင်းတို့ငါတို့အစင်မပြေလို့နေသက်ဒေသလှုပ်လာလောက်ရပဲငါတို့မှမျိုးချစ်စိတ်ဓာတ်ရှိတယ်သိလား